စော်လေးဟမ်ငါမှရန်ချစ်ရညီမတယောက်ရှိညီမလေးကရန်လာနေပါဗျာကိုကညီမလေးစိတ်ဝင်စားမမရဲ့ဒီကဘာမှအရန်လာတာပေါက်ပြရတော့ပါနဲ့ညီမလေးတွေကရန်ဖိုင်းတာပေါက်ပြရတော့ပါနဲ့မမတွေကချစ်ကြကောင်းတာမမရဲ့ချိုက်တဲ့ဆိုရင်တာကြီးမင်းတရားစခန်းဝင်မလေးတွေချိုက်တဲ့ဆိုရင်သမ ्या တဲ့ကလေးတွေကြောင်းပွင့်ဟုတ်တာရင်တော့ပါနဲ့ညီမလေးတွေကရန်လာတာဟုတ်တာရင်ပြောပါနဲ့မမတွေကနန်းဆန္ဒမမရဲ့ချိုက်တဲ့ဆိုရင်တာကြီးမင်းချိတ်တာဝင်မလေးတွေချိုက်တဲ့ဆိုရင်သမ ्या တဲ့ကလေးတွေကြောင်းပွင့်ညီမလေးကပေါ့မှုပြားလေးစားလေးဖွဲပြမယ်ရွတ်သားတဲ့ပွင့်လင်းနဲ့ချွတ်ချွတ်နဲ့မူရလေးနဲ့တပါးတဲ့ပုံညာနဲ့ရဲလိုက်ပဲလေးနဲ့ကိုကိုလိုခေါ်လိုက်တာနဲ့ကဘာကြီးခုလုံးတုံလို့စေတယ်ဘဝကိုပြပြောချွရှင်လွတ်လပ်စွာနဲ့ဖြတ်တန်းသူငါဘောမှာသူမသူညီမလေးသာရေးကြီးဆုံးသူငါဘောရဲ့ဒီကတော့ညီမလေးမရှိမဖြစ်တဲ့သူဒီကဘာမှာညီမလေးညာတာချစ်စရာကောင်းဆုံးသူဘဝရဲ့နေငါဘဝရဲ့ညာငါဘဝရဲ့နေဆိုရင်ညီမလေးပဲရှိမယ်ငါဘဝရဲ့ပန်းတိုင်းငါဘဝရဲ့ရှိမှန်းတဲ့ဒီနေ့မှလက်ထက်မယ်ငါဘဝရဲ့သူတို့သမီးညီမလေးလေးပေါင်းမချမ်းရုပ်မြေကားတဲ့တီအိုစီအိုမမတွေငါဘဝမှာလုံးမရှိမမတွေလုံးမရှိမလေးရှိရင်ဖြစ်သည်ငါဘဝရဲ့လက်တွဲပေါ်မလေးသာပြရမည်ပေါက်ပြရတော့ပါနဲ့ညီမလေးတွေကရန်ဖိုင်းတာပေါက်ပြရင်ပြောပါနဲ့မမတွေကချစ်ကြကောင်းတာမမတွေချိုက်တယ်ဆိုရင်တာကြီးမင်းတရားစခန်းဝင်မလေးတွေချိုက်တယ်ဆိုရင်သမ ्या တဲ့ကလေးတွေကြောင်းပွင့်ဟုတ်တာရင်ပြောပါနဲ့ညီမလေးတွေကရန်လာတာဟုတ်တာရင်ပြောပါနဲ့မမတွေကနန်းဆန္ဒမမတွေချိုက်တယ်ဆိုရင်တာကြီးမင်းချိတ်တာဝင်မလေးတွေချိုက်တယ်ဆိုရင်သမ ्या တဲ့ကလေးတွေကြောင်းပွင့်မလေးတွေစိတ်ဝင်စားပါမမသာရှိငါဘဝမှာမပြောင်းလဲပါမမသာတီချစ်မမကြောင့်ကြောက်ကြရရင်ကြပြားလေးစားတွေပဲလို့မမရဲ့မျက်လုံးမျက်ကုန်နှာရဲ့တာရဲ့ရဲမောင်းနေခေါ်ရတော့လိမ့်လို့ရရဲ့တိုင်းမြင်ကျွေသွားမယ်နားနဲ့လူတီဝါရှိပြီးရင်တက်တင်ရင်သဘောကောင်းတယ်နောက်ပြီးတော့မှဝစ်စုံတွေဝစ်လိုက်ရင်လည်းအသေးလှတယ်စပင်ကခါလောက်ရှိတယ်ပါနဲ့ဖက်မှာတနက်ခါလေမဆန်ပြီးရင်ချက်တာကြောင့်ငါအသိကိုချစ်ရတာပေါ့ငါဂိမ်းနေစော့ကျင်ဆိုတဲ့ဘေးကထိုင်ပြီးဆူတောင်းတာမောသူမရဲ့စကားတန်လေးနဲ့ချိုချိုတာတာပြောတတ်တာရောငါသိကိုချစ်ရတာပေါ့ငါသိကိုမျက်နှိုးတာပေါ့မင်းတို့လူငါကကလေးတွေမုတ်ပေးပြီးမှမကြိုက်တတ်တာခပ်ပါပြီးနန်းဆန်နဲ့မမတွေကချစ်တတ်တာရက်လာနဲ့တက်ကလေးတွေဘလို့ပင်ပြောင်းပြသားကြီးอ่ะဒီကဘာမှာမမများတာဆုံးချောဆုံးပိုင်ရန်လာတာပေါက်ပြရင်ပြောပါနဲ့ညီမလေးတွေကရန်ဖိုင်းတာပေါက်ပြရင်ပြောပါနဲ့မမတွေကချစ်ကြကောင်းတာမမတွေချိုက်တယ်ဆိုရင်တာကြီးမင်းတရားစခန်းဝင်မလေးတွေချိုက်တယ်ဆိုရင်ခမရတဲ့ကလေးတွေကြောင်းပွင့်ဟုတ်တာရင်ပြောပါနဲ့ညီမလေးတွေကရန်လာတာဟုတ်တာရင်ပြောပါနဲ့မမတွေကနန်းဆန္ဒမမတွေချိုက်တယ်ဆိုရင်တာကြီးမင်းချိုက်